သူကကျတော့အမြင့်ကတော့30လက်မပေါ့နော်30လက်မဆိုရင်တော့ပြီးသူရဲ့ဒီလိုအကျယ်ကအလျားကျတော့လေ31လက်မရှိရပေါ့နော်ဒါလေးကမိသားစုနဲ့မိသားစုများ300အရင်အဆင်ပြေရဒါလေးကကျတော့လေဘာဖြစ်လို့လဲဆိုတော့သူကကျတော့အရန်လည်းမကြီးအရန်လည်းမသေးဘူးဆောင်းအပါတပတ်ဆောင်းလေးတွေကစလျှော်လို့ရမယ်ပေါ့နော်ပြီးဆိုရင်ဒါလေးကသူ့ရဲ့ဆက်ပေါ့နော်ဟိုတီလောက်ထိဆိုရင်သူ15မိနစ်20ဆိုရင်ရပြီနော်ဒီအော်တိုကဒီရဲ့ဘလို့နှကန်ကျတော့လေပါသူကပါကောင်းလဲဆိုအချိန်မကုန်အရင်မကုန်ဟိုကျမတို့ဒီဟာလေးကိုရေဖြည့်ပြီးအဝတ်စားစိန်ထားခဏကိုလျှော်တဲ့စနှိပ်ထားနိုင်ဝက်လောက်ဆိုရင်လေသူကဆက်ကဘယ်လိုပြောမလဲလျှော်ပြီးသွားပြီပေါ့နော်နှစ်ခါမပြောင်လေးလို့နှစ်တစ်ခေါက်ထက်လျှော်မယ်ဆိုရင်လည်းထက်ရတယ်ထက်ပြီးတော့ဒီဟာလေးကိုလှည့်ထားလိုက်ပေါ့နော်ဒီဟာလေးလှည့်ပြီးဆိုရင်ရေကိုဒီမှာဖောက်ချလိုက်တကယ်လို့ကိုကယူပြီးမှကိုအပြင်မှာဆေးချင်တယ်ဆိုလဲရတယ်မဟုတ်ဘူးဒီဆက်ထဲမှာပဲတွန်းနေသူဆေးခိုင်းမယ်ဆိုလဲပိုက်ကဒီမှာထည့်လို့ရတယ်နော်ပြီးဆိုဒီမှာရေဖောက်ထုတ်ပြီးမှရေပြန်ဖြည့်ပြီးသူ့ကိုပြန်မွေထားခိုင်းလိုက်ပေါ့နော်လူမပင်ပန်းစင်ဘူးဆိုရင်ပေါ့နော်တော့အော်တိုတော့မဟုတ်ဘူးပြီးဆိုရင်အဲ့မှာရှော်လို့တန့်သွားပြီးဆိုရင်ဒီထဲကိုပြန်ထည့်ပြီးမှဒီဖက်ကိုကျော်လည်းခွေလေးထည့်ပြီးပေါ့နော်ဒီလိုဆက်ဝိုင်းပုံစံလေးခွေလေးထည့်ပြီးပေါ့နော်ဒါလေးကသူ့ရဲ့အဝတ်တွေဟိုလောက်တဲ့ဟာလေးပေါ့နော်အဲ့လိုဆိုဒီမှာသူ့အညွှန်းစာအုပ်လေးတွေလည်းပါတယ်ပြီးဒီလိုမျိုးလေးတွေခွေပြီးမှထည့်ပြီးအဲ့ဆိုရင်အဝတ်ဆက်လဲဆက်ကဟွာလေးဟိုဘယ်လိုပြောမလဲပြက်တာမပြက်ဘူးပေါ့နော်ဒီလိုဖြစ်လက်ခတ်ထည့်လို့တော့မရအောင်ဆက်ကသားခါတယ်အဲ့လိုမျိုးဆိုရင်လေအဲ့ဆိုဒီဟာလေးပြန်ပိတ်ပြီးဆိုရင်ပထမဦးဆုံးဆိုဒီဟာလေးကိုဒီလိုလဲလေးပဲလှည့်ပြီးဆိုရင်ဆက်ကပုံမှန်လေးခါသွားပြီးဆိုရင်မှအဆုံးထိလှည့်ပေါ့နော်အဆုံးတော့မလို့သူကကြဒီလောက်ဆိုရင်တော်တော်ချောင်းနေပြီတလားမိုးတွင်းဆိုရင်မရှိမဖြစ်ဘာဖြစ်လို့ဆိုတော့ကလေးလေးတွေကလေးမေလေးဆိုရင်လည်းဒီပစ္စည်းလေးရှိထားမယ်ဆိုရင်လေကိုလည်းအလုတ်တက်ပြီးတာမြန်တယ်ပေါ့နော်တက်တာတယ်ကိုလည်းတက်တာတယ်ဈေးလည်းအရင်မများဘူးကိုဝတ်စားလဲအောက်တိုအနက်နေမထွက်ဘူးပေါ့နော်ဒီငါးလုံးကတော့ install မဟုတ်ဘူးเนาะဒါလေးတွေကကျွန်တော်လာရှိုးကနေ customer လေးမှာထားတဲ့အလုံးလေးတွေပါရှင့်ဒါလေးတွေအခုပို့ပေးရမှာဟာလေးပေါ့နော်